ကဲဆရာကူဆက်ပြီးဆွေးနွေးပေးချင်တာကတော့ G11 ပေါ့နော် chemistry အခန်းတစ်က unit of volume ပေါ့နော် volume ရဲ့ unit ကလေးတွေကိုနည်းဆွေးနွေးပေးပါမယ်နော်ဒါလေးရမှဖြစ်ပါမယ်ဒါမှလည်းဆရာတို့က unit factor method မှာထည့်ပြီးသုံးလို့ရမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ 1dm3 မှာဘယ်လောက်ရှိလဲ 1000 cm3 ရှိတယ်နော် 1dm3 မှာ1000 cm3 ရှိတယ်1 liter မှာ1000 milliliter ရှိတယ်အဲ့တော့ 1dm3 မှာ1000 cm3 ရှိရဆိုတာ cm3 အလုံး1000ပေါင်းမှာ dm3 တစ်လုံးနဲ့ညီမျှတယ်ပေါ့ဒါဆို dm3 က unit ကြီးတယ် cm3 က unit ငယ်တယ်နော် 1dm3 မှာ1000 cm3 ရှိတယ်ဒီက volume အချင်းချင်းဆက်နွယ်တဲ့ unit ကလေးကိုလေ့လာထားဖို့လိုပါတယ် 1dm3 မှာ1000 cm3 ဒါဆို dm3 ကနေ cm3 ကိုပြောင်းချင်1000နဲ့မြောက် cm3 ကနေပြီးတော့ dm3 ကိုပြောင်းချင်1000နဲ့တော့စပြရမယ်1 liter မှာ1000 milliliter ပေါ့နော်ဒါဆိုရင်ဆရာတို့ milliliter အလုံး1000မှာ liter တစ်လုံးဆိုတော့ liter unit ကြီးတယ် milliliter က unit သေးတယ်ပေါ့နော်ဒါဆို 1dm3 မှာ1000 cm3 1 liter မှာ1000 milliliter ဖြစ်ပါတယ်ဆရာတို့ဓာတ်ဗေဒမှာတော့ unit ကိုအကြီးကြီးတွဲရတယ်အငယ်တွဲရတယ်ဒါကြောင့်မလို့ 1dm3 ဒီဘယ်လောက်နဲ့တူလဲဆိုရင်1 liter နဲ့တူတယ်1000 cm3 ဒီဘာနဲ့တူလဲဆိုရင်1000 milliliter နဲ့တူတယ်ပေါ့နော်ဒါ dm3 က unit ကြီးရဲ့ liter လည်း unit ကြီးရဲ့ 1dm3 1 liter 1000 cm3 1000 milliliter เนาะဒါ volume ရှင်းဆက်တွေ့တဲ့ unit ကလေးသိဖို့လိုပါတယ်နောက်1 meter cube မှာ1000 dm3 ရှိတယ်ဒါလေးလည်းသိထားဖို့လိုတယ်ဒါဟာ volume unit အရှင်းဆက်တွေ့ချက်ဖြစ်ပါတယ်နောက်တစ်ခုက volume နဲ့အမိုးရဲ့ဆက်တွေ့ချက်ပေါ့နော် volume နဲ့မိုးရဲ့ဆက်တွေ့ချက်ကလေးသိရမယ်1 mole ရှိခဏပါ or every get ဘယ်တန်းငွေပဲဖြစ်ဖြစ်1 mole မှာဒုတယ်ဘယ်လောက်ရှိလဲလို့မေး22.4 dm3 အဲ့ဒါ STP ပါ STP ရှင်းနေမှာဆိုရင်ဒုတွေဟာ22.4 dm3 ရှိတယ် RTP မှာဆိုရင်တော့ဒုတွေဟာ24 dm3 ရှိတယ်ဒါလေးတော့သိထားဖို့လိုတယ် condition 2မျိုးရှိတယ် STP မှာတစ်မျိုး RTP မှာတစ်မျိုး STP က volume တမိုးနည်းတယ် RTP က volume တမိုးများတယ်ဆိုတော့သိထားရမယ်เนาะဒါကြောင့်မို့ဆရာတို့ကမိုးတွေ volume နဲ့ဆက်ဆက်ပြီးတွက်မယ်ဆိုရင်အကောင်းဆုံး volume unit dm3 ဖြစ်ပါတယ် dm3 ကိုပဲမိုးနဲ့ရှိတ်ပြီးတော့တွက်ပါနော် volume နဲ့မိုးနဲ့ဆက်ဆက်ကြည့်ပါအောင် volume ရဲ့ unit dm3 ဖြစ်ခဲ့ရင်မိုးနဲ့ရှိတ်တွက်လို့ရပါတယ် dm3 ကနေမိုးတန်းပြောင်းလို့ရပါတယ်တကယ်လို့ volume က cm3 ဖြစ်ခဲ့တော့ cm3 ကနေ dm3 ပြောင်းရပါတယ် dm3 ရပြီဆိုမှကိုလိုချင်တဲ့မိုးရှာပါတယ်မီတာကျူဆိုလဲအလားတူပဲမီတာကျူတွေ့ရင်ပါပြောင်း dm3 ကိုပြောင်း dm3 ရမှာပါရမယ်မိုးရမယ်မိုးဒီဘာနဲ့ဆက်ဆက်တာဆို volume ရဲ့ unit ဖြစ်တဲ့ dm3 နဲ့ပဲဆက်ဆက်တာဘယ် volume ပဲပေးပေး dm3 ဖြစ်အောင်အရင်ပြောင်းပြီးမှမိုးပြောင်းလို့ရပါတယ် okay ဒါဆိုရင်စာမျက်နှာ7ပေါ့နော် review question နံပါတ်3လေးကိုဆွေးနွေးကြည့်အောင်အဲ့ဒါဘာပု္ပ္ပစာလဲဆိုရင်ဒါ volume နဲ့မိုးနဲ့ဆက်နွယ်နေတဲ့ပု္ပ္ပစာလေးပါပဲ how many more မိုးရေအတွက်ကိုမေးတာဒါဒီ desire unit လို့ခေါ်ပါတယ်เนาะမေးတဲ့ကောင်ကို desire unit လို့ခေါ်ပါတယ်ဟုတ်ပြီ how many more are present မိုးရေအတွက်ဘယ်လောက်ပါပါတယ်လဲတဲ့ in each တစ်ခုချင်းစီပေါင်း of the volume of the following gases အောက်မှာဓာတ်ငွေ့တွေပေးတာ methane carbon dioxide oxygen ဆိုတဲ့ဓာတ်ငွေ့တွေပေးတာတဲ့အဲ့ဒီဓာတ်ငွေ့တွေရဲ့ volume တီးလေးပေးထားပါတယ်အဲ့ဒီ volume မှာပါနေတဲ့မိုးကဘယ်လောက်လဲလို့မေးတာပါအရှင်းလေးတတိထားပါ RTB လို့သုံးတာပါ RTB ကိုသုံးတာပါ24နဲ့ပဲစဉ်းစားရပါဖြစ်ပါတယ်โอเคနံပါတ်1မေးခွန်းကဘာပြောတာလဲဆိုတော့54.5 dm3 ရောမီသိန်းမှာဆိုရင်အဲ့ဒီမီသိန်းရဲ့မိုးကဘယ်လောက်လဲနံပါတ် B ကကြတော့250 cm3 ရော CO2 မှာဆိုရင်အဲ့ဒီ CO2 ရဲ့မိုးကဘယ်လောက်လဲနံပါတ် C ကကြတော့ 1.0 meter cube of oxygen မှာဆိုရင်အဲ့ဒီ oxygen ရဲ့မိုးကဘယ်လောက်လဲလို့မေးတာပေါ့ဒါဆိုရင်ဟုတ်ပြီဒါလေးကဘာလဲဆို given unit လို့ခေါ်တယ်เนาะ given unit dm3 တွေ cm3 တွေ meter cube ကပေးထားတာမလို့ given unit လို့ခေါ်တယ်မေးတော့ကြောင့် desire unit လို့ခေါ်တယ်ဆိုတော့ဘယ်လိုတွက်မှာလဲအဲ့ given unit ကနေမှကိုလိုချင်တဲ့ desire unit ကိုပြောင်းအောင်မှာဖြစ်ပါတယ်နံပါတ် A ဆိုတာ dm3 ဆိုရင်မိုးတန်းရှာလို့ရပါတယ်နံပါတ် B က cm3 မရဘူး cm3 ဆိုဘာပြောင်းအောင် dm3 ပြောင်း dm3 ကမှတစ်ဆင့်မိုးပြောင်းဟာနံပါတ် C ကဘာကြီးလဲ meter cube မရဘူး meter cube ဘာပြောင်း dm3 ပြောင်း dm3 ကမှတစ်ဆင့်ကိုလိုချင်တဲ့မိုးရှာပေးရမှာဖြစ်ပါတယ်နံပါတ် A ဒီဘာကိုပေးထားလဲ54.5 dm3 ရောမီသိန်းမှာအဲ့ဒီမီသိန်းရဲ့မိုးကဘယ်လောက်လဲဆိုမိုးကိုမေးတာပါမိုးကမီသိန်းဒါဒီပါလေ desire unit ပါပေးရဘာကိုပေးထားလဲ54.5 dm3 ရော C4 dm3 ကနေဘာကိုတန်းပြောင်းလို့ရလဲမိုးကိုပြောင်းလို့ရတယ်ဟုတ်ပြီနော် dm3 ကနေဘာကိုပြောင်းလဲမိုးကိုပြောင်းလို့ရတယ်အဲ့တော့ဆရာတို့က unit factor method ဆိုတာအဲ့လားပဲကိုလိုချင်တဲ့ unit ကိုဘယ်ရထားပေးရလဲဆိုတော့အပေါ်ကထားပေးရမယ်နော်ကိုကမိုးလိုချင်တာဆိုတော့မိုးအပေါ်ကထားပေးမယ်ဟုတ်ပြီဒီမှာပေးထားချက်ကဘာနဲ့ပြော dm3 ဒါဆိုဒီကောင်ကိုခြေဖို့အတွက်အောက်ကဘာနဲ့စာရမလဲဆိုတော့ dm3 နဲ့စာရမယ်ဟုတ်ပြီနော်ဘာ TP မှာဖြစ်ဖို့လိုလဲဆိုရင်တော့ RTP မှာဖြစ်ဖို့တော့လိုပါတယ်ဒါဒီဆရာတို့ဆက်သွယ်ချက်လေးရှိပါတယ်1 mole မှာနော် RTP ရှင်းနေမှာဒုတဲ့ဘယ်လောက်ရှိလဲ24 dm3 ဖြစ်ပါတယ်ဒါဆိုဆရာ dm3 နဲ့ကြည့်ဆရာရှင်းလိုက်မယ်ဆို2.27 မိုးအော်ဘာရသွားမလဲမိုးရသွားပြီနော်မိုးအော်မီသိန်းရသွားပါပြီနောက်တစ်ခုကဘာလို့လိုချင်တာလဲနံပါတ် B က250 cm3 ရော CO2 မှာဆိုရင်အဲ့ဒီ CO2 ရဲ့မိုးကဘယ်လောက်လဲဆိုတော့မိုးရော CO2 ဒါ desire unit
ပေးထားတာက250 CMQ ရော CO2 CMQ ကိုဘာရင်ပြောင်းရမလဲ DMQ DMQ ကမှသူနဲ့ဆက်ပြီးဘာကိုဆက်ချရမလဲမိုးဝေရှာရမယ် Okay ဒါဆိုဒါ unit factor method လို့ခေါ်တယ်ကဲဒီမှာ given unit ကဘာတွေ့လဲ CMQ CMQ ကိုကြည့်ဖို့အတွက်အောက်ကဘာထားရမလဲ CMQ ကိုထားရမယ်နားလည်မယ်နော်ဒါဆိုရင်1 TMQ မှာဘယ်လောက်ရှိလဲဆိုရင်1000 CMQ ရှိတယ်ဒါ volume ရှင်းရှင်း unit ဆက်သွယ်ချက်ဖြစ်ပါတယ်ဒါဆို CMQ နဲ့ CMQ နဲ့ကြည့်သွားပါတယ်ဒီမှာ DMQ လေးကြံပါတယ်ဒီ DMQ ကြည့်ဖို့အတွက်အောက်ကဘာရှိရမလဲဆိုတော့ DMQ ရှိရမယ်1 mole မှာဒုတယ်ဘယ်လောက်ရှိလဲ24ဘာကြောင့်လဲ RTB ဖြစ်နေလို့နားလည်လားဒါဆို DMQ နဲ့ DMQ နဲ့ဘာလုပ်သွားမလဲကြည့်သွားမယ်ကိုလိုချင်တဲ့မိုးရပါတယ်နော်နောက်တစ်ခုဆရာတို့နံပါတ် C ကတော့ 1.0 meter cube အောက်ဆီဂျင်မှာအဲ့ဒီအောက်ဆီဂျင်ရဲ့မိုးကဘယ်လောက်လဲတတိယပြည့်1.0 meter cube အောက်ဆီဂျင်ရဲ့ဒုတယ်1.0 meter cube ထဲမှာမိုးဘယ်လောက်ပါလဲလို့မေးတာပေါ့ဟောမိုးရောအောက်ဆီဂျင် given unit က 1.0 meter cube အောက်ဆီဂျင်ဆရာတို့မိုးနဲ့ဆက်ပြီးတွက်တဲ့ volume ကဘာပဲရှိလဲ DMQ ဒီမှာပါပေးထားလေ meter cube ကိုဘာပြောင်း DMQ ပြောင်း DMQ မှာကိုလိုချင်တဲ့ဘာကိုရှာမိုးကိုရှာကဲ given unit ကဘာလဲ meter cube ကြည့်ဖို့အတွက်အောက်ကဘာရှိရမလဲ meter cube ရှိရမယ်1 meter cube မှာ1000 DMQ ရှိတယ်အဲ့ဒါမှာ meter cube နဲ့ J ဒီမှာ DMQ ရှိတယ်ဒီကောင်ကိုကြည့်ဖို့အတွက်ပိုင်းခြေမှာပါထားမယ်ဆို DMQ ကိုထားမယ်1 mole မှာဘယ်လောက် DMQ ဆို24 DMQ ဘာ TB ဖြစ်နေလို့လဲဆိုရင် SRTB ဖြစ်နေလို့အဲ့မှာ DMQ နဲ့ J တို့ချလိုက်ရင်မိုးရပါပြီလောက်ဆိုနားလည်မယ်လို့ထင်ပါတယ်